လက်တလောဖြစ်ပွားနေတဲ့ကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံတို့အကြားပြည်ပခအခြေအနေတွေနဲ့ပတ်သက်ပြီးကမ္ဘောဒီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအနေနဲ့လုံခြုံရေးဂရုပြုကြဖို့ဖနောပင်မြို့မှာရှိတဲ့မြန်မာတန်ယုံကဒီဇင်ဘာလ10ရက်နေ့မှာအတည်ပြုကြေညာထားပါတယ်။မြန်မာနိုင်ငံသားတွေအနေနဲ့ပြည်ပခဖြစ်ပွားရာနေရာဒေသတွေကိုခရီးသွားလာတာတွေရှောင်ရှားကြဖို့ကမ္ဘောဒီးယားအစိုးရကဖော်ပြတဲ့ယုံကြည်စိတ်ချရတဲ့သတင်းတွေကြေညာချက်တွေနဲ့လုံခြုံရေးအခြေအနေတွေကိုအချိန်နဲ့တပြေးညီစောင့်ကြည့်လိုက်နာကြဖို့ကိုလည်းအတည်ပြုထားပါတယ်။ကမ္ဘောဒီးယားရောက်မြန်မာနိုင်ငံသားတွေအနေနဲ့လည်းလုံခြုံရေးကိုဂရုစိုက်ကြဖို့နဲ့အခက်အခဲတစုံတရာတွေ့ကြုံရပါကတန်ယုံကိုဆက်သွယ်ပြီးအကူအညီတောင်းခံနိုင်ကြောင်းလည်းအတည်ပြုထားပါတယ်။ဒီဇင်ဘာလ10ရက်နေ့မနက်ပိုင်းကကမ္ဘောဒီးယားတပ်တွေကစေယုံကိုဒုံးကျည်နဲ့ပစ်ခတ်ခဲ့တာကြောင့်ထိုင်းနယ်စပ်မှာညမထွက်ရအမိန့်ကာဖျူးထုတ်ပြန်ထားတယ်လို့လည်းသိရပါတယ်။2025ခုနှစ်ဒီဇင်ဘာလ10ရက်ကစဖြစ်တဲ့တကြော့ပြန်တိုက်ပွဲတွေကြောင့်ထိုင်းကမ္ဘောဒီးယားနယ်စပ်ခရိုင်၄ခုမှာရှိတဲ့ပြည်သူပေါင်း3သိန်းကျော်ဟာယာယီစစ်ရှောင်စခန်း400ကျော်မှာခိုလုံနေရပြီးမိမိအစီအစဉ်နဲ့ဆွေမျိုးတွေရှိရာထွက်ပြေးသွားကြသူတွေနဲ့ဆိုရင်စစ်ဘေးရှောင်သွားသူဦးရေ9သိန်းနီးပါးရှိမယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါဗျ။ထိုင်းနိုင်ငံကတနင်္လာနေ့မှာကမ္ဘောဒီးယားကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးနှစ်ဖက်စလုံးကတိုက်ပွဲတွေပြန်လည်စတင်မှုအပေါ်တစ်ဖက်နဲ့တစ်ဖက်အပြစ်ပုံချနေတာဖြစ်ပါတယ်။အဆိုပါပြည်ပခါဟာပြင်သစ်ကိုလိုနီအုပ်ချုပ်မှုကာလအတွင်းပုံထုတ်ခဲ့တဲ့နယ်စပ်မြေပုံတွေနဲ့ပတ်သက်ပြီးနှစ်ပေါင်း100ကြာမပြေလည်မှုတွေကိုအရင်ခံခြင်းဖြစ်ခါနှစ်ဖက်စလုံးကနယ်စပ်ကရှေးဟောင်းသမိုင်းဝင်ဖျားเจ้าအချို့ကိုပိုင်ဆိုင်ကြောင်းတောင်းဆိုနေကြတာဖြစ်ပါတယ်။